မင်္ဂလာပါရှင်ဒါကတော့ကျွန်မရဲ့ strawberry ဝယ်လာတယ်နော် strawberry လေးကဘုံလိုက်ဝယ်လာတယ်ဘုံလေးချစ်လို့ဒါကတော့ကျွန်မရဲ့ juice ဆိုင်အတွက်နော်ရေခဲချောင်းထုတ်ဖို့အတွက်ဖြစ်ပါတယ်ဒါကတော့ကျွန်မရဲ့ဆိုင်လေးကနော်မင်္ဂလာရက်ကွက်မှာပဲရှိတယ်ဒီနာရဆိုကျွန်တော်တို့အိမ်နော်ဒီမင်္ဂလာပါရှင်ဒါကတော့ကျွန်မဆိုင်အတွက်ဝယ်လာတဲ့ strawberry လေးဖြစ်ပါတယ် strawberry အရန်လာနော်အလုံးအကြီးကြီးပဲဒါရွေးပြီးလောက်ထားမှာမဟုတ်နော်ငကိုကလေးကဒီအတိုင်းပဲမင်္ဂလာပါရှင်ဒါကတော့ strawberry လေးစီကနေဝယ်လာနော် juice လုပ်ဖို့ငယ်ချင်းများမင်္ဂလာပါရှင်ဒါကတော့ငငယ်ဆိုင်လေးဖြစ်ပါတယ်ဒီမှာကတော့ရေခဲချောင်းနေနော်ဒါရေခဲချောင်းအဓိကရောင်းတာဖြစ်ပါတယ်ဒီမှာရေခဲချောင်းနေဒါ juice ထုတ်တယ်နော်ဒီမှာတော့ juice ထုတ်ပေးပါတယ်ဒီမှာလည်းပဲရေခဲချောင်းပါပဲအသီးတွေချင်းများမင်္ဂလာပါရှင်ဒါကတော့ကျမရဲ့ဆိုင်လေးပါဒါတော့ကျမ juice ထုတ်တဲ့နေရာပေါ့ဒါကတော့အသီးတွေဒီမှာတော့နေ့လည်နေ့ခင်းနားတဲ့နေရာပေါ့ဒါကကွန်းခုံလေးပါဒီမှာတော့ဧည့်သည်တွေလာလို့ရှိရင်စားတဲ့လူတွေလာရင်ဒီမှာထိုင်လို့ရတယ်နော်ဒီမှာစပွဲနှလုံးရှိမယ်ဒီမှာလည်းစပွဲနှလုံးရှိပါမယ်ဒါကတော့အမတို့အိမ်နော်အမတို့အိမ်ကဒီတောင်းနမှာပေါ့ဒီရဲ့လမ်းချိုးလိုက်ရင်အဲ့နမှာတစ်ထပ်တိုက်လေးနဲ့ကျမတို့အိမ်ဒါမင်္ဂလာရက်ွက်ပဲဒါလည်းမင်္ဂလာပါဒါကျတော့မြို့ထဲသွားတဲ့လမ်းဒါကဆိုင်နော်ဒါကျမရဲ့ဆိုင်ဒီမှာတော့ကွန်းခုံလေးထည့်ထားတယ်ပြီးရင်ဆိုနည်းနည်းထိုင်ဖို့ပေါ့နားဖို့ပေါ့ပြီးလို့စပစ်တီးရဲ့ strawberry ရဲ့ဒါကတော့လိမ္မော်ရဲ့ဒါကတော့ပင်ဖိန်းလေးရဲ့အထက်မှာထည့်ဖို့ရတာနော်အသီးတွေလက်ဆက်နေတာပဲအရင်မိုက်ဒါတော့ပင်ဖိန်းလေးနဲ့အတူထည့်ဖို့အသီးလေးတွေဝယ်လာဒါတော့ပင်ဖိန်းလေးတွေကိုထည့်ဖို့နော် strawberry ရတာရမယ်စပစ်လိမ္မော်ပင်ဖိန်းလေးကတော့အမျိုးစုံရတယ်ရှင်